နေ့ကျွန်တော်တို့ခေါင်းဆောင်တင်တန်းမဟုတ်ပေမဲ့ဒီမှာရှိတော့ကျွန်တော်တို့အားလုံးကကိုယ့်ရဲ့ခေါင်းဆောင်တည်တည်ရှိတယ်။ဒီနေ့မှာကျွန်တော်တို့ခေါင်းဆောင်တွေဖြစ်လာမယ်။ အမေရိကန်မှာသူတို့ဆိုရိုးစကားတစ်ခုရှိ If you follow someone နော် leader တယောက်နောက်ကိုလိုက်တဲ့ခါမှာတဲ့သူ့နောက်ကလိုက်တာဖြစ်တဲ့အတွက်သူ့ရဲ့မပြည့်စုံခြင်းသူ့ရဲ့နောက်ကျောကိုလည်းကျွန်တော်တို့ကမြင်ရတာတဲ့အဲ့မှာထိုင်ပြီးကျွန်တော်တို့ဘဲနေဖို့မငါဆရာမကနောက်ကျောမလုံးဘူးဟိုကဘာလို့ဆိုနောက်ကလိုက်တယ်ဆိုမှတော့နောက်ကျောကိုတွေးမှာပေါ့ဟုတ်ပါလားဆိုတော့ကျွန်တော်တို့ကနောက်ကနေလိုက်တော့မှနောက်ကျောမလုံးမလေးဘလို့ဖြစ်နေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကသူမလုံးတဲ့ကျောကိုကျွန်တော်ကလုံးစေရမှာဖြစ်ပါဟာလေလုယာအဲ့ဒါက follower အကောင်းဖြစ်ပါတယ်မှန်ပါတယ်ခေါင်းဆောင်မှားမှန်လိုက်ရမယ်လို့မဆိုလို့ဘူးတမာတရားနဲ့ကိုက်ညီဖို့ဥပမာနော်ဘိုလ်ချုပ်ကြီးနေမှန်ဆိုရင်သူ့ရဲ့နူနာကဒီအနောက်ကျောတွေသူ့ရဲ့တင်ပါးတွေမှာရှိမှာပေါ့သူတပည့်တွေကနောက်ကနေလိုက်ပြီးဟာငါတို့ဆရာကဘလောက်အောင်မြင်နော်သူ့မှာတော့ယောဂရှိနေပြီဆိုတော့အဲ့ဒီဘဲတွေကပဲသူ့ကိုလွတ်မြောက်စေတာနော်ဘာလို့ဆိုတော့သူဒေါသထပြီးပြန်မယ်ဆိုတဲ့အချိန်မှာသခင်ဒီထက်ခက်တာခိုင်းရင်တော့မလုပ်ရမှာမဟုတ်ဘူးလားဒီလောက်လွယ်တဲ့ဟာလေးကိုလုပ်ရပါလုပ်လိုက်ပါလို့သူတို့ပြောတယ်ကျွန်တော်တို့ကအလွယ်တကူဖတ်တယ်ဒါပေမဲ့တကယ်ကသူတတ်လည်းတေးမှာနော်တကယ်ကဒါပေမဲ့ချစ်လွန်းတဲ့ခါမှာသူ့ဆရာကိုသူ့ရဲ့ဘိုလ်ချုပ်ကိုကျမ်းမာစေခြင်းလို့တဲ့အတွက်နောက်ကျောမှာနူနာတွေ့တဲ့ခါမှာဟာနူနာရှိဟာမဟုတ်ဘူးသူကဘာလုပ်လဲဆိုတော့သခင်အဲ့ဒီအနာပြောက်ဖို့အတွက်ဒီလောက်လွယ်တာလုပ်ပါအင်းပစပိတာသူ့ကိုတတ်လိုက်ဆိုရင်တေးမှာနော်အသက်ကိုယ်တော်ယဉ်ပြီးသူတို့ရဲ့ဆရာရဲ့နောက်ကျောလုံးစေတယ်အဲ့လိုခေါင်းဆောင်ကောင်းတွေအဲ့နောက်လိုက်ကောင်းတွေရှိဖို့ဘုရားခင်ကောင်းချီးပေးပါစေအာမင်nói rồi sẽ bị mùပြီးတော့မှအိမ်နေချိန်မှာတား၃ယောက်မှာတစ်ယောက်ကတော့ကဲ့ရတယ်နှစ်ယောက်ကတော့နော်ပြောင်းပြန်ကြည့်တော့မကြည့်ရဲဘဲနဲ့သူ့ရဲ့ဖခင်ရဲ့နောက်ကျောကိုလုံးစေ။အဲဒီပြည့်ကောင်းဆောင်သူမှားမှန်ငါတို့ကာဘာလုပ်ရမယ်သူ့ရဲ့အဖြစ်ကိုဖုံးရမယ်ဆိုလို့ဖခင်နဲ့မှန်ကန်ဖို့ကျွန်တော်တို့တဲ့မှတ်စီရမယ်။နူရင်တော့မှတန်ရှင်းဖို့အတွက်ကောင်းဆောင်တည်းရဲ့တန်ရှင်းဖို့အတွက်ဝင်တင်ရမယ်။အဲ့ဒါကကျွန်တော်တို့နောက်လိုက်ကောင်းတွေရဲ့နှလုံးသားဖြစ်ရမယ်။အာမင်။နားမရှိတော့ပြောင်းနောက်လိုက်ကောင်းဖြစ်ရင်ကောင်းဆောင်ကောင်းဖြစ်မယ်လို့ပြောရအောင်အာမင်ယောနသန်နဲ့လူလင်ကအဲ့မှာကြောချင်းကပ်ပြီးတော့သူတို့စပြီးထိုင်လာတယ်သူ့ရှေ့မှာယောနသန်ကသူ့ရဲ့ယုံကြည်ခြင်းဒိုင်းလွှားပေါ့နော်ကျွန်တော်တို့ဆိုရင်ဒိုင်းလွှားသူတက်တယ်သူ့ရဲ့တပည့်ကနောက်ကနေဒိုင်းလွှားတက်တယ်အရှေ့နောက်သူကနော်ကြောချင်းကပ်ပြီးတော့သူတို့သွားလာကြတယ်ဒီနေ့ကျွန်တော်တို့အိမ်ထောင်ဘက်တွေလှုပ်ဖို့ဆောင်ဘက်တွေညီကိုမောင်နှမတွေမိသားစုတွေကျွန်တော်ကြောင့်ကျွန်တော်ရဲ့မိသားစုတွေရဲ့ကြောလုံးပါပြီလားကျွန်တော်ကြောင့်ကျွန်တော်တိတ်ချစ်တဲ့ကျွန်တော်ရဲ့တငယ်ချင်းရဲ့ကြောကိုကျွန်တော်ဘယ်နှခါလုံးစေပြီလဲကျွန်တော်တို့ကသူတို့ဘာရဲ့ကြောကိုမြင်ခွင့်ရတာဟာကျွန်တော်တို့နံပါတ်1အတူသွားလို့မြင်ရတာနံပါတ်2 तू ကကျွန်တော်တို့ရှေ့ကိုဥဆောင်နေလို့အရှိမရှိရင်ဆိုင်ရတဲ့ຢာတော့ तू မှာအရှိကိုပဲ तू မဲပြီးလုံနေတဲ့ခါမှာ तू နောက်ကြောကမလုံရှာတဲ့ခါကျွန်တော်တို့ကနောက်ကြောကိုထိုင်ကြည့်ပြီးတော့မှ तू ကဒီလိုဖြစ်တယ် तू ကဒီလိုဖြစ်တယ်မဟုတ်ဘဲနဲ့အဲ့ဒီနောက်ကြောကတင်တောင်းရမယ်နောက်ကြောဖြစ်ပါတယ်ဟာလေလုယာအာမင်ဒါကြောင့်ဒါဟာမှန်ကန်တော့ပေါင်းတင်ဆက်ဆံခြင်းမှန်ကန်တော့ကောင်းကြီးရှိတဲ့ partnership ကဒီလိုပဲဖြစ်ပါတယ်ဘုရားကိုမသိတဲ့သူများတော်မှအတူတူနော် partnership လုပ်ပြီးတော့ပူးတွဲလုပ်လာတဲ့ခါမှာတယောက်ကိုတယောက်လုံစေတယ်တယောက်ရဲ့အားနဲ့ချက်ကိုတယောက်ကအားပြည့်စေတယ်ဆိုတော့စစ်သူရဲတွေလေလုတ်သူတွေအခြားသူများတို့ဒီတက်တာလူယူသောသူများတွေကတုံလောက်ကြ၍ညေကြီးလဲလှုပ်တယ်အလွန်ကြီးသောတုံလောက်ခြင်းရှိတယ်ပြောကြည့်ပါအလွန်ကြီးသောတုံလောက်ခြင်းရှိတယ်တမတိတ်ကိုပြန်သွားအောင်ခဏလောက်ပေါ်လူနဲ့တီးလာနှစ်ယောက်သဘောတူပြီးတော့မှသူတို့အကျဉ်းထောင်ထဲမှာတချင်းစဆိုလာတဲ့ခါမှာဘာဖြစ်လာလဲမြေကြီးလှုပ်လာတယ်ဟာလေလုယာလူနှစ်ယောက်သဘောတူလာတဲ့ခါမှာမြေကြီးတော့မခံနိုင်တော့ဘူးနော်ဟာလေလုယာဒီနေ့တင်းကိုဆွဲချနေတဲ့ຢာတွေကလှုပ်ခတ်လာတော့မယ်တင်းကိုနော်ပိတ်ဆို့နေတဲ့ຢာတွေကပွင့်လာတော့မှဖြစ်တယ်ထောင်တကားတွေကပွင့်လာမှဖြစ်တယ်ဘယ်ချိန်မှလဲတင်းမှန်ကန်သောသဘောတူညီမှုတည်ဆောက်နိုင်တဲ့ခါမှာဒါကြောင့်အသင်းတော်မှာတင်းအုပ်ဆရာတွေတိုးထိန်နေဘုရားခင်ကတင်းနဲ့သဘောတူပြီးတော့မှတင်းအတွက်ဝန်ခံတဲ့ຢာကိုတင်းကသဘောတူပြီးအာမင်ထူလိုက်တဲ့ခါမှာလူအုပ်တစ်ခုလုံးအတွက်ဟောတာဖြစ်ပေမဲ့ဒီထဲမှာရှိတော့တင်းတွက်ငါတွက်ဖြစ်တယ်လို့ခံယူပြီးတော့မှဆရာတို့မဆရာဒီကတရားဟောတဲ့ကိုခံယူတဲ့ခါမှာအဲ့ဒီသဘောတူညီခြင်းကတင်းကိုပိတ်ဆို့နေတဲ့ထောင်တွေကိုပွင့်စင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကစပြီးဘုရားကျောင်းသွားတဲ့ခါမှာဒီတိုင်းမသွားနဲ့တော့ဒီနေ့ပလင်ပေါ်ကနေဟောမဲ့တရားဒေသနာနဲ့ငါနဲ့သဘောတူတဲ့အတွက်အခုပိတ်ဆို့နေတဲ့ထောင်တွေပွင့်သွားမယ်ပိတ်ဆို့နေတဲ့မြေကြီးတွေလှုပ်လာမယ်။အဲ့လိုယုံကြည်ခြင်းနဲ့လာပါဘုရားကျောင်းလာတဲ့ခါမှာဟာလေလုယာ